သက်ကိုညှမ်းဆောင်ပါတယ်တယောက်နဲ့တယောက်ဖေးမှာကူညီကြပါကိုချင်းစာတရားထားကြပါဆရာနာရှင်စနစ်ကိုအမြင့်ပြတ်အောင်တိုက်ဖို့အတွက်ဘာကြောင့်တိုက်ဖို့လိုလဲဆိုတာကိုအရင်ဆုံးသိအောင်လုပ်ပြီးမှရင်ထဲစိတ်ထဲကနေပြီးတော့ဆရာနာရှင်စနစ်ကိုအမြင့်ပြတ်အောင်တိုက်ကြပါပြောရင်းနဲ့ဒီ live ကိုစပြီးတော့ဖွင့်ပါတယ်ဒီ live ကိုစပြီးတော့ဖွင့်တဲ့အချိန်မှာဒီနေ့တော့ကျွန်တော်နိုင်ငံရေးသုံးသက်ချက်လုံးမှာပါ2025နိုင်ငံရေးသုံးသက်ချက်ရဲ့2026နိုင်ဖြစ်လာမဲ့ဟာကိုအနာဂတ်ကိုကြိုဖတ်တာပေါ့ဗေဒင်ဆရာလောက်တာရပေါ့ဒီနှစ်ခုလုံးမဲ့အချိန်မှာကျွန်တော်အတွက်ကတော့2026 6လပိုင်းရောက်ပြီဟေးဆိုရင်ကျွန်တော်ဝင်တော့ဝင်ဖို့တခုကျွန်တော်ပေါ့သွားမယ်ကျွန်တော်အတွက်ကတော့2026နှစ်လယ်ပိုင်းရောက်ပြီဟေးဆိုတာနဲ့အစဉ်ပြေမယ်အနည်းဆုံးဝင်တော့ဝင်ဖို့တခုကျွန်တော်ပေါ့သွားမယ်၄နှစ်ကြော်လောက်ထမ်းလာရတဲ့ဝင်ဖို့တခုပေါ့သွားတဲ့အတွက်ကျွန်တော်အတွက်ကတော့2026ဟာအစဉ်ပြေမဲ့နှစ်လို့ကျွန်တော်ပြောလို့ရတယ်ဒါကကိုရေးကိုတာကိစ္စဖြစ်တဲ့အတွက်ကျွန်တော်ဘယ်သူ့မှမပြောဘူးအဲ့ဒီဝင်ဖို့ကအရန်လေးတယ်ကိုလမိုင်းတတိရတယ်နှစ်တစ်လဲရောက်တော့မယ်အဲ့တော့2025မှာစပြီးတော့ပြောပြီးဟေးဆိုလို့ရှိရင်ကျွန်တော်တို့တော်လှန်ရေးမှာ2025မှာဆိုးအောက်ဆိုတဲ့ဟာတွေကသိပ်ပြီးတော့မကြားရတော့တော်လှန်ရေးဖွဲ့စည်းတွေကဘယ်နေရာကိုသိမ်းလိုက်တယ်ဘယ်နေရာကိုသိမ်းလိုက်တယ်ဘယ်နေရာကိုသိမ်းလိုက်တယ်ဆိုတဲ့ကိစ္စတွေယော့သွားတဲ့ဟာကိုကျွန်တော်ကအပြစ်မပြောဘူးဘာဖြစ်လို့အပြစ်မပြောလဲဆိုတော့ကျွန်တော်တို့မှာဗန္နာရေးနီးပညာဒီနှစ်ခုချွတ်တဲ့ပြီဟေးဆိုလို့ရှိရင်စစ်တိုက်တဲ့အခါမှာအနည်းနဲ့အများဆိုသလိုအခက်အခဲတွေဖြစ်တယ်တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ကတော့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ကတော့သူတို့ခြေကုပ်ယူထားတဲ့ဟာတွေအကုန်လုံးမှာတော်တော်ကြီးကိုပို့ပြီးတော့ခိုင်မာဖြစ်သွားတယ်ဒီအခါမှာတော်လှန်ရေးကိစ္စတွေပြောပြီးဟေးဆိုလို့ရှိရင်အဖွဲ့အစည်းတွေကိစ္စကိုကျွန်တော်တို့ကထည့်ပြောရအောင်အဖွဲ့အစည်းတွေကိစ္စတွေထည့်ပြောပြီးဟေးဆိုလို့ရှိရင်ခမားတို့ဝေဖန်နေသလိုကချင်နေကရင်နေရှမ်းနေနော်ချင်းနေဒီအဖွဲ့အစည်းတွေနဲ့ခမားတို့အေးကိုတွားပြီးတော့နှိုင်းရှင်လို့မရအောင်အေးဟာနောက်ကျောလုံအောင်တေးချာလောက်ရမဲ့အနေအထားရှိဒီကိစ္စက